Okay RC သမားဒါမရှိမဖြစ်ဆောင်ထားရမယ် IMS B6 ဘေးလန့်ချက်ချလေးပေါ့နော်ဒီကောင်လေးကဘာဖြစ်လို့ကျွန်တော်ဒီ B3 တွေပါလေဟိုတလောက်တေးသေးလေးပေါ့လေးမသုံးမနဲ့ဒီ B6 ကြီးကိုရှာရှည်ပြီးရှောက်ဝယ်ကြလေပေါ့နော်ရှောက်ဝယ်ကြလေပေါ့ဆိုသူ့ရဲ့ကောင်းကျိုးဆိုးကျိုးလေးရှိတယ်ဗျကျွန်တော်ဒါ B3 ဘေးလန့်ချက်ချကတော့ကျွန်တော်ဒါအရေးပေါ်သုံးနာပဲကောင်းနေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ B3 ဘေးလန့်ချက်ချကကျွန်တော်ဒါဘက်ထရီလေးတွေပေါ့ဘက်ထရီဆိုလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်ဒါ2 cell ပေါ့နော်2 cell 7.4 volt 1000 mAh ဘက်ထရီပေါ့သူက B3 နဲ့သွင်းမယ်ဆိုညနံပါတ်1ကသွင်းချိန်အသွင်းချိန်ကြာတယ်နံပါတ်2ကကျတော့သူကဒီ over discharge ဖြစ်နိုင်တယ်ပေါ့နော် over charge ဖြစ်နိုင်တယ်ပြီးတော့ဘက်ထရီတွေပါလေကြာရှည်မခံဘူးသူရဲ့ light time ဘက်ထရီရဲ့တက်တန်းပေါ့နော်သူတက်တန်းမကြာဘူးသူကဖောင်းလာတာမျိုးပါမျိုးကြီးကြာရှည်ကြရင်ဖြစ်တတ်တယ်ပေါ့နော်သူကကျတော့ B3 ကကျတော့သူက10တစ်ခုချင်းစီကို balance ဖြစ်အောင်လုပ်ပြီးသွင်းပြီးပေးတာမဟုတ်ဘူးเนาะအားကိုဒီကောင်ကကျတော့သူကဒီ2 cell ဆိုလဲ2 cell 3 cell ဆိုလဲ3 cell ပေါ့เนาะသူရှိတဲ့ဒီcell 3 cell ရှိတယ်ဆိုလို့ရှိရင်3 cell လုံးကိုသူက balance ဖြစ်အောင်ညှိပြီးတော့မှသွင်းပေးတာပေါ့เนาะဒီကောင် B6 balance charger ကကြပြီးတော့ဒီ charging time ကလည်းမြန်မယ်ပေါ့เนาะသူကဒီမှာ charging သွင်းတဲ့ charging ampere ကိုကျွန်တော်ဒီမှာလိုလိုချိန်ညှိပြီးတော့သွင်းလို့ရတယ်ပေါ့เนาะ